Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အိုင်လူငယ်ချင်းနဲ့အတူတူမနော်ရမန်ကစားပွဲမှာရှိတယ်ရမ်မီဆိုတဲ့ Thai steak ဆိုင်လေးမှာတွားပြီးတော့ steak လေးတွားစားဖြစ်ခဲ့ပါတယ်သူ့ဆိုင်မှာက beef steak ရဲ့ chicken steak ရဲ့ဆိုပြီးတော့ menu လေး2မျိုးရပါတယ်အိုင်တို့က chicken steak နဲ့ beef steak ဆိုပြီးတရားတစ်မျိုးစားခဲ့ကြပါတယ်သူကမာတဲ့ချိန်ကမှအခုလိုမျိုးလက်ဆက်ဆက်လေးနဲ့ပူပူနွေးနွေးကြော်ပြီးတဲ့အတွက်ကြောင့်မို့လို့ပူပူနွေးနွေးလေးစားရပြီးတော့အသားလေးတွေကလည်းအီးဆက်ပြီးတော့အရန်ကိုစားလို့ကောင်းပါတယ်။လောက်တာလေးမြန်နေရောပဲအကြာကြီးလေးမဆောင်ရဘူးအရန်မိုက်တယ်။သူကလေဒီလိုမျိုးအသားနဲ့ချက်ဦးနဲ့ခောက်ဆွဲနဲ့ပါပြီးပူရှင်တစ်ခုလုံးကိုမှတပွဲ1000ပဲနော်။မြန်မာငွေ1000ကျပ်ထဲနဲ့ဘိုက်အပြည့်အဝစားလို့ရဆိုတော့တော်တော်တန်ပါလေသူရဲ့1000ကလေအသားပြားနဲ့တင်ကိုတော်တော်တန်နေပြီခောက်ဆွဲတာလေးလည်းမစိုးကောင်းတယ်လို့ပြောလို့ရတယ်ငွေ1000နဲ့ဆိုလို့ရှိရင်တော်တော်တန်လေးဆိုင်လေးထဲမှာပါတယ်ဒါလေးကဘတ်ဂျက်လေး save ဖြစ်ပြီးတော့မှအရသာရှိတဲ့ steak လေးလည်းစားခြင်းနဲ့ဆိုလို့ရှိရင်တော့ try ကြည့်ဖို့အတွက် recommend ပေးချင်ပါတယ်အိုင်တို့တကယ်ချင်းနဲ့ရောက်